ပေါ်မှာမကောင်းမှန်းသိနေတဲ့သားနဲ့ပေါ့နော်အဲ့ relationship ကိုဘာဖြစ်လို့ကိုကလက်မလွတ်နိုင်ရသေးရလဲတချို့တော့အခြေအနေတွေမှာကွာသူကကိုပေါ်မှာတစ်စက်မှမကောင်းဘူးကိုပေါ်မှာအမြဲတမ်းစိုးနေတယ်ခွင့်ရေးယူနေတယ်ကိုကပဲအမြဲပေးဆက်နေရတာကိုသိတယ်ဒါပေမဲ့အဲ့လိုမျိုး relationship ကိုကလက်မလွတ်နိုင်ဘူး move on မလုပ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒါတွေဘာဖြစ်လို့ဖြစ်ရတယ်လဲဆိုလို့ရှိရင်လူတွေတော်တော်များများထင်တတ်ကြတယ်ငါသူ့ကိုအရင်ချစ်လို့လေငါသူ့ကိုအရင်ချစ်တာအရင်တန်ဖိုးထားတာငါဘွားအတွက်တူတာလင်းပေါ့နော်အရှင်သခင်ပဲပေါ့အဲ့လိုမျိုးကြီးပြောကြတယ်အဲ့ဒါကြောင့်မလို့ငါသူ့ကိုလက်မလွတ်နိုင်ဘူးအဲ့လိုမျိုးပြောကြရပေါ့နော်အဲ့လိုမျိုးလည်းထင်နေကြတယ်တကယ်တမ်းကျတော့လေကျမတို့ကိုကသူ့နဲ့ပေါ့နော်သူစိုးနေမှန်းသိနေလက်မလွတ်နိုင်ဘူးဆိုတာပေါ့နော်ကိုသူ့ပေါ်မှာချစ်တဲ့အရန်ချစ်တဲ့အချစ်တစ်ခုတည်းကြောင့်လည်းမဟုတ်ပဲနဲ့တခြားသော attachment တွေကြောင့်လည်းဖြစ်နိုင်တယ်ကွာအဲ့ဒီ attachment တွေကဘာတွေလဲဆိုလို့ရှိရင်သူနဲ့ကိုနဲ့ချစ်လာခဲ့ကြတဲ့တက်တန်းတစ်လျှောက်မှာပေါ့နော်ကိုကသူ့ပေါ်မှာပေးဆက်ထားတဲ့အချိန်တွေပေါ့နော်အဲ့ investment တွေကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူနဲ့ကိုနဲ့ချစ်လာကြပြီးပြီပဲသူလည်းကိုကိုအရင်ချစ်တယ်လို့ပြောထားတာပဲပေါ့နော်သူစိုးနေတာတွေဒီအခုလက်တလုံးမှာသူစိုးနေရတယ်သူမကောင်းနေရတယ်သူကိုယ့်ပေါ်မှာအခွင့်အရေးယူနေတာတွေကတချင်ကြလို့ရှိရင်တော့ငါ့ကိုချစ်တဲ့အချစ်တစ်ခုတည်းနဲ့ပေါ့နော်ချစ်တဲ့စိတ်လေးတစ်ခုကြောင့်မလို့ပေါ့ဒီအရာတွေကပြောင်းလဲသွားမှာပါလေဆိုတဲ့မျှော်လင့်ချက်ပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကွာသူနဲ့ကိုနဲ့ချစ်လာတဲ့အခါမှာပေါ့နော်ချစ်နေတဲ့တက်တန်းတစ်လျှောက်မှာကိုကသူရှိရင်ပြီးပြီဆိုပြီးနေလာပြီးတော့အပေါင်းသိမ့်နေမရှိတော့ဘဲနဲ့သူရှိရင်ပြီးပြီဆိုပြီးနေလာတဲ့အခါမှာသူမရှိတော့ဘူးသူကိုနာထွက်သွားတော့မယ်ဆိုတဲ့အခါမှာငါကဘသူနဲ့နေခဲ့ရမှာလဲငါဘလို့ရှင်တန်ရက်တည်နေခဲ့ရမှာလဲဆိုတဲ့ကိုကြောက်ရွံ့မှုတွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကအဲ့လူရှိရှိတစ်ခုမှာကိုကအရန်နာကျင်နေရတယ်အမြဲတမ်းပေးဆက်နေရတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုပြန်မေးကြည့်ပါဒီ relationship ကငါအတွက်ဘယ်လိုမျိုးတန်ဖိုးရှိရလဲငါ့ကိုပျော်ရွှင်စေတာလားဒါမှမဟုတ်လို့ရှင်ငါကနာကျင်နေရလားတရက်နာကျင်မှုတွေပဲငါလက်ခံရရှိနေရလားဆိုတာကိုပြန်မေးကြည့်ပါပြီးတော့မှကိုကဒီ relationship တစ်ခုမှာလက်မလွတ်နိုင်ဘူး move on မလုပ်နိုင်ဘူးဆိုတာကချစ်တဲ့အချစ်တစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ပေါ့နော်ကိုမရွေးချယ်သေးတာကြောင့်လည်းဖြစ်ပါတယ်အဲ့ဒါဘာပြောရလဲဆိုလို့ရှိရင်ကိုတန်ဖိုးထားပြီးရွေးချယ်တဲ့သူတိုင်းကပေါ့နော်ဒီလိုမျိုးနာကျင်ရက်တိနဲ့နာကျင်တဲ့လမ်းကိုတော့ဆက်လျှောက်မှာမဟုတ်ဘူးကွာအဲ့တော့ကိုတန်ဖိုးထားပြီးရွေးချယ်တတ်ဖို့ရတယ်အရန်ကိုအရေးကြီးပါတယ်